တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပလတတ္တဝအမြတ်တို့အနေဖြင့်လက်ပွန်လက်ရွှင်ဂါထာများကိုရွတ်ဖတ်နေကြပါတော်လည်းပဲလက်ကိုနှုတ်ပေးဖို့ရန်အတွက်မိနေတတ်ကြပါれတို့ဖြစ်ပါ၍မိမိတို့ထင်သလောက်လက်မရွှင်ခြင်းလက်မပွန်ခြင်းစီးပွားဥစ္စာရရနာမြတ်မတိုးပွားခြင်းမတည်မြဲခြင်းတို့ဖြစ်နေတတ်ကြပါれထို့ကြောင့်တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့၏လက်ကိုနှုတ်ပေးသောအနေအားဖြင့်လက်နှုတ်ဂါထာတော်မြတ်ကြီးကို29ခေါက်ရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါれဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတ
Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu me Deiti deza deiti vara Deiti zeya deiti gamma Tatu muza laba vara Tabbe piya bhavatu meတရားချစ်ခင်သူတော်သင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကဗ္ဗတုကဗ္ဗတတတဝအမြတ်တို့အနေဖြင့်ဤလက်လူကာတာတော်ကြီးကိုရွတ်ပတ်ပူဇော်မည်ဆိုပါကနနအိယတအချိန်၌ပစ္စာအိကိုလက်မှကိုင်း
နမောတတသုံးခြင်းရွတ်ဆိုပြီးတရဏဂုံစောက်တည်ပါထို့နောက်လက်နုဂါထာတော်ကြီးကို29ခေါက်ရွတ်ပတ်ပူဇော်ပါလက်နုဂါထာတော်ကြီးကိုရွတ်ပတ်ပူဇော်ပြီးသည့်နောက်မှာတော့မိမိတို့ကြိုက်နှစ်သက်ရာလက်ပွန်လက်ရှင်ဂါထာတော်များကိုရွတ်ပတ်ပူဇော်ပေးနိုင်ပါတယ်ထို့သောရွတ်ပတ်ပူဇော်ပေးကြသဖြင့်တရားချခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကဘာသူကဘာသာတတဝအမြတ်တို့တွေအားလက်ရှင်ခြင်းလက်ပွန်ခြင်းစီးပွားဥစ္စာယရနာတို့ဤတိုးပွားခြင်းတည်မြဲခြင်းအစရှိသောကောင်းကျိုးချမ်းသာအဖျားဖျားနှင့်ပြည့်စုံနိုင်ကြမည်ဖြစ်ပါသည်တရားချခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကဗ္ဗတုကဗ္ဗတာတတဝအမြတ်တို့ဤအထံသို့စိန်ရွှေငွေရတနာများရောက်ရှိလာနိုင်စေရန်ရှိတန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်လက်ခေါ်ဂါထာတော်မြတ်ကြီးကို29ခေါက်ရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒုက္ခံဒနလာဘံအေဟိအေဟိ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 သာဓုသာဓုသ
သာဓုပါဗျာတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအယောင်အဝဲမြတ်ကောင်းမွန်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာယရဏများပေါ်ကျွယ်ဝါကြပါစေခြင်းအကျိုးငါရှိတန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်ယတိကြီးဥခန္တီအမြဲမပြတ်ရွတ်ဖတ်ပူဇော်အပ်တော်အရဟံဒနာသိတ္တိငွေဝန်ကားထားတော်မြတ်ကြီးကိုရွတ်ဖတ်ပူဇော်မိမှာဖြစ်ပါတယ်အရဟံဗဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံဒီဘဝပတမယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနာပြမတတဝတုဤကြည်မြူသောယောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆တွေတို့ဖြင့်ကွယ်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတကတကြပြန်မှာတတဝဝိနိမြတ်ဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာမိသင်္ခါရနှင့်ဒေဝမေဇုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနသတ္တိမေဟောတုတပ္ပဒါဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်းသူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌
ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဗဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံသရဏံဒီဘဥပသမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမတတဝတုဤကြည်မြူသောယောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွေတို့ဖြင့်ကွင်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောသရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနလကတကြပြမ္မာတတဝဝိနိမြဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပိတော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကရောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့လည်းအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဘုရားအရဟံဗဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံသရဏံဒီဘဥပသမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမတတဝတုဤ
ကြည်ပြူကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော6သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဥပတမံဘဝ3ပါးမုံ3ပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်တကတကြပြန်မှာတတဝဝိနိမြဖို့ခြေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပသတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဘုရားအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဥပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနတ်ဗျမတတဝတုဤကြည်ပြူကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသော
ဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော6တွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေတတ်သောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေတတ်သောတရဏံလူနတ်တကတကြပြန်မှာတတဝဝိနည်းမြတ်ဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပိတော်သည်ဗန္ဓမာမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနာသတ္တိမေဟောတုတပ္ပဒါဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမတတဝတုဤကြည်မြူကိုရောမူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော6တွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိ
ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြစွမ်းတော်မူတတ်ပါပေတတ်သောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေတတ်သောတရဏံလူနတ်တကတကြပြန်မှာတတဝဝိနိမြတ်ဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေဇုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗန္ဓမာမိကိုင်းရွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာသဗ္ဗသူကဗ္ဗတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလီတံအတုလံစရဏံဒီဘဥပသမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမ္မာတတဝတုဤကြည်မြူကိုရောမူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွေတို့ဖြင့်ကွယ်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြစွမ်းတော်မူတတ်ပါပေတတ်သောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေတတ်သောတရဏံလူနတ်တကတကြပြန်မှာတတဝဝိနိမြတ်ဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစ
စိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကရောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘိအန္တဇယံတုကတံအမိတံဝိရဇံလာလိတံအတုလံစရဏံဒီဘဝပတမယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမတတဝတုဤကြည်ပြုကိုရောမူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလိတံရောင်ကြည်သော၆သွေတို့ဖြင့်ကွယ်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတကတကြပြမ္မာတတဝဝိနိမြဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကရောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣ
ဣတိနာပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဖရာတပည့်တော်အားတေတုံမကံတင်းသူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပသူကပ္ပသတတဝါအများတို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံဒီဘဝပတမယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမ္မာတတဝါတို့ဤကြည်မြူကိုရောမူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလိတံရောင်ကြည်သော၆သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနနဂတကြပြမ္မာတတဝဝိနိမြတ်ဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေဇုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိကိုဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဖရာတပည့်တော်အားတေတုံမကံတင်းသူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပသူကပ္ပသတတဝါအများတို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတ
ပဒာနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံဒီဘဥပတမယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမတတဝတုဤကြည်မြူသောယောဘုသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဥပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်လကတကြပြန်ပါတတဝဝိနိမြဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပိတော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကရောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံဒီဘဥပတမယမကံဒုက္ခတံတရဏံဗနမမိဇိနံ
အရဟံလူနတ်ဗျမ္မာတတဝတုဤကြည်ပြုကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော6သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်တကတကြပြန်ပါတတဝဝိနိမြဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဘုရားအရဟံဗဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနတ်ဗျမ္မာတတဝတုဤကြည်ပြုကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသော
ဝိရဇံရာဂသာရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွဲတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသာရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောသရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေတတ်သောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေတတ်သောတရဏံလူနတ်နဂတကြပြန်မှာတတဝဝိနိမြတ်ဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေဇုငါကုသောမန္တန္တအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗန္ဓမာမိကိုင်း၍ရိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနာသတ္တိမေဟောတုတပ္ပဒါဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်းသူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပသူကပ္ပသတတဝအမြတ်တို့လည်းတွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာတပ္ပဇယတပ္ပမင်္ဂလဂါထာကောဒီဝါတပ္ပတိဂါထာတော်မြတ်ကြီးကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒီဝါတပ္ပတိအတေသောရတိမံပါတိသန္တိမာတဏ္ဍတောခတ္တိယောတပ္ပတိဇာယိတပ္ပတိယမနောအထာတပ္ပမဟောရတိဘုဒ္ဓတပ္ပတိတေဇာတာဣတိနာသစ္စာဝဇေနာသတိမေဟောတုတပ္ပဒါနေမင်းသည်နိအခါ၌တလည်းထွန်းလင်းတောက်ပါနိုင်၏လာမင်းသည်ညအခါ၌တလည်းထွန်းလင်းတောက်ပါနိုင်၏ယေရှင်မင်းသည်မြင့်မြောက်တန်စာဝဆေမတလည်းပြည့်တယ်နိုင်၏ရှန္ဒပုဂ္ဂိုလ်သည်ဇဝံသမတလည်းပြည့်တယ်နိုင်၏ဘုရားရှင်သည်လုံးစုံသောနိညင်ကာလပတ်လုံးသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုံမြဲတဲ့ကိုဖြင့်တင်တယ်တော်မူပါပေ၏ဤမှန်သောသစ္စာစကားကိုပြောကြားရလေသောကြောင့်ဘ
တရားတပည့်တော်အားကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းသည်ခါကတ်သိမ်းဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာជីវာတပတိအတေသောရတိမံပါတိသန္တိမာတန္တတောခတ္တိယောတပတိဇာယိတပတိဗျမနောအထာတဗ္ဗမဟောရတိဘုဒ္ဓတပတိတေဇာတာဣတိနာသစ္စာဝဇေနာသတိမေဟောတုတပ္ပတာနေမင်းသည်နိအခါ၌တလည်းထွန်းလင်းတောက်ပါနိုင်လာမင်းသည်ညအခါ၌တလည်းထွန်းလင်းတောက်ပါနိုင်ယေရှင်မင်းသည်မြင့်မြောက်တန်စာဝဆေမတလည်းတင့်တယ်နိုင်ရှန္ဒပုဂ္ဂိုလ်သည်ဇံဝံသမတလည်းတင့်တယ်နိုင်ဘုရားရှင်သည်လုံးစုံသောနိညင်ကာလပတ်လုံးသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုံမြဲတဲ့ကိုဖြင့်တင့်တယ်တော်မူပါပေ၏ဤမံသောသစ္စာစကားကိုပြောကြားရလေသောကြောင့်ဘုရားတပည့်တော်အားကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းသည်ခါကတ်သိမ်းဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာជីវာတပတိအတေသောရတိမံပါတိသန္တိမာတန္တတောခတ္တိယောတပတိဇာယိတပတိဗျမနောအထာတဗ္ဗမဟောရတိဘုဒ္ဓတပတိတေဇာတာဣတိနာသစ္စာဝဇေနာသတိမေဟောတုတပ္ပတာနေမင်းသည်နိအခါ၌တလည်းထွန်းလင်းတောက်ပါနိုင်လာမင်းသည်ညအခါ၌တလည်းထွန်းလင်းတောက်ပါနိုင်ယေရှင်မင်းသည်မြင့်မြောက်တန်စာဝဆေမတလည်းတင့်တယ်နိုင်ရှန္ဒပုဂ္ဂိုလ်သည်ဇံဝံသမတလည်းတင့်တယ်နိုင်ဘုရားရှင်သည်လုံးစုံသောနိညင်ကာလပတ်လုံးသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုံမြဲတဲ့ကိုဖြင့်တင့်တယ်တော်မူပါပေ၏ဤမံသောသစ္စာစကားကိုပြောကြားရလေသောကြောင့်ဘုရားတပည့်တော်အားကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းသည်ခါကတ်သိမ်းဖြစ်ပါစေတည်းသာ